မင်္ဂလာပါ Brian BN Legal Solution မှာကြိုဆိုပါရစေကျွန်မကတော့နန်းခိုင်မျိုးကိုသေးပါဒီနေ့မှာတော့လုပ်ငန်းရှင်တိုင်းမဖြစ်မနေတည်ထားတဲ့ Trademark Law ကုန်မန်းစိတ်မိုဘိုင်းဝင်ဥပဒေရဲ့အရေးကြီးဆုံးအကြောင်းအရာတစ်ခုကိုရှင်းပြချင်ပါတယ်အဲ့ဒါကတော့ First to File System ပါ First to File ဆိုရင်တော့ဖြင့်ဘယ်သူက Trademark ကိုအရင်လျှောက်ထားလဲဘယ်သူက IPT မှာအရင် Register တင်ထားလဲဆိုတာကိုကြည့်ပြီးဆုံးဖြတ်တဲ့စနစ်တစ်ခုပါအဲ့တော့အရင်လျှောက်တဲ့သူကဥပဒေအရ Trademark အခွင့်အရေးကိုအရင်ဆုံးရရှိသွားတဲ့စနစ်တစ်ခုဖြစ်ပါတယ်brand ကိုဘယ်လောက်ကြာသုံးလာရဲဆိုတာထက်ဘယ်သူကအရင်ဆုံးမှတ်ပုံတင်လျှောက်ထားလဲဆိုတာကပိုအရေးကြီးပါတယ်။လုပ်ငန်းရှင်များစုမှားနေတဲ့အချက်ကငါကဒီ brand ကိုနှစ်ပေါင်းများစွာသုံးလာခဲ့တာပဲ။ငါရင်စတင်ခဲ့တာပါဆိုပြီးတော့ IPT မှာမတင်ထားဘူးဆိုရင်တခြားသူကအမှတ်ပုံတင်လျှောက်ထားပြီး register ရသွားနိုင်ပါတယ်။အဲ့ဒီအချိန်မှာကိုယ့်ရဲ့လက်ရှိသုံးနေတဲ့ brand ကိုတော့ပြောင်းပေးရနိုင်တာမျိုးဖြစ်ပြီးနာမည်ပြောင်းသွားတဲ့အတွက်ဒီလုပ်ငန်းပေါ်မှာလည်းတက်ရောက်မှုကြီးမားနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်လုပ်ငန်းရှင် A က brand ကို9နှစ်ကျော်သုံးလာခဲ့တယ်ဒါပေမဲ့ register မလုပ်ခဲ့ဘူး။လုပ်ငန်းရှင် B က brand ကိုသုံးတာမကြာသေးဘူးဒါပေမဲ့ IPT မှာအရင်တင်ပြီး register ရသွားတယ်။ဒါဆိုရင်တော့ first to file system အောက်မှာ B ကအားသာချက်ရနိုင်ပါတယ်။ဒါပေမဲ့ first to file ကို buffet နဲ့လုပ်ထားရင်တော့ဥပဒေကကာကွယ်မပေးပါဘူးဆိုတော့ချွင်းချက်လေးရရှိပါတယ်။အချင်းချုပ်အနေနဲ့ပြောရရင် brand စတင်သုံးစွဲခြင်းတဲ့အခါမှာ product မထုတ်ခင်မှာ Facebook page မဖွင့်ခင်နဲ့ဈေးကွက်တွေမဖြန့်ခင်မှာ trademark search plus IPT filing ကိုအရင်ဆုံးလုပ်ဖို့တိုက်တွန်းလိုက်ရပါတယ်။ Brian B ကနေတင်ရဲ့ brand ကိုမှန်ကန်တဲ့နည်းလမ်းနဲ့ညီဥပဒေအရကာကွယ်ပေးနေပါတယ်။ Your creation is our protection